ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိန်မြို့နယ်မှာရင်စီကံလမ်းစီကံဆိုင်ရာအသိပညာပေးလုပ်ငန်းများကိုအရှိန်ဟုန်မြင့်ဆောင်ရွက်လျက်ရှိအောင်ဒီကနေ့နေ့လယ်ပိုင်းကမဲခေါင်ရက်ွက်ရှိမြို့သမီးအိမ်တွေမို့တံမွေးလုပ်ငန်းပညာသင်တန်းကျောင်းတာချီလိန်မှာအသိပညာပေးဟောပြောပွဲတရက်ကျင်းပပါတယ်အခမ်းအနားမှာရင်တန်းရဲတပ်ဖွဲ့စုတာချီလိန်ရဲတပ်ဖွဲ့စုမှုဒုတိယရေမှူးနဲ့တပ်ဖွဲ့ဝင်များကကျောင်းအုပ်ဆရာမကြီးသင်တန်းဆရာမများနဲ့မြို့သမီးအိမ်တွေမို့တမွေးလုပ်ငန်းပညာသင်တန်းအမှတ်စဉ်10မှာသင်တန်းသူ30ဦးအောင်ရန်စီကံလမ်းစီကံဆိုင်ရာစီမင်းစီကံများရင်းမတော်တဆဖြစ်စဉ်များနဲ့ဥပဒေအရအရေးယူဆောင်ရွက်ထားတဲ့ဖြစ်စဉ်များကိုရှင်းလင်းဟောပြောကအသိပညာပေးလက်ကမ်းစာဆောင်များကိုဖြန့်ဝေပေးပါတယ်။အိမ်နောက်ရင်တန်းရဲတပ်ဖွဲ့စုတာချီလိန်မှတပ်ဖွဲ့ဝင်များကုန်းလန်းဖိုးဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ဟောင်းလိမ့်နေမြေရဲစခန်းမှတာဝန်ရှိသူများပါဝင်တဲ့ပူပေါင်းအဖွဲ့ကဝင်းကျောက်ရက်ကွယ်ရွှေဘူးသီးဟိုတယ်အနီးဘိုးကျော်လမ်းမပေါ်မှာမော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကမောင်းနေသူများကိုရင်းအန္တရာယ်ကင်းရှင်းရေးနဲ့ရင်းမတော်တဆမှုများရောနေစီရဲ့အတွက်အသိပညာပေးဟောပြောပြီးလက်ကမ်းစာဆောင်များကိုဖြန့်ဝေပေးပါတယ်။ဆက်လက်ပြီးညနေပိုင်းကျောင်းစဉ်ချိန်မှာအခြေခံပညာကျောင်းများမှာကျောင်းသားကျောင်းသူများလန်ကူသွားလာရမှာအဆင်ပြေစေရေးနဲ့ရင်အန္တရာယ်ကင်းရှင်းစေရေးလိုအပ်တဲ့ကုညီဆောင်ရွက်မှုများကိုဆောင်ရွက်ပေးပါတယ်။အလားတူအခုလ10ရက်နေ့ကလည်းပူပေါင်းအဖွဲ့ဟန်မြို့ရင်းမှာသွားလာမောင်းနေတဲ့မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ်များကိုရင်လိုင်းစင်အတူနံပါတ်ပြအတူတက်ဆင့်အသုံးပြုခြင်းရှိမရှိနဲ့လိုင်းစင်မဲ့မော်တော်ယာဉ်များကိုစစ်ဆေးကြပါတယ်။ဒါအပြင်မြို့ရင်းလမ်းများပေါ်မှာစုညံတန်းဖြစ်စေတဲ့ပါဝါအီဇော်တက်ဆင်ထားတဲ့မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ်များကိုဆက်လက်ဖမ်းဆီးအရေးယူသွားမှာဖြစ်ပြီးပါဝါအီဇော်များရောင်းချဖြန့်ဖြူးနေတဲ့ဆိုင်များကိုလည်းဖော်ထုတ်စစ်ဆေးကဥပဒေနဲ့အညီထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့တင်ပြရရှိပါရရှင်။